ငွေဆောင်ကမ်းခြေမှာဘယ်ကျွန်းတွေကအလားဆုံးဖြစ်မလဲလမ်းစရိတ်ဘယ်လောက်ကုန်ကြလဲချက်ပုတ်မှာစားမယ်ဆိုရင်ဘာလေးတွေမှာစားတင်လဲဘယ်ချက်ပုတ်ကတော့ဈေးတန်လဲဆိုတာအသေးစိတ်ပြောပြထားတာမို့လို့ဒီ blog ကိုမချူနဲ့တူတူလိုက်ကြည့်ကြရအောင်နော်ငွေဆောင်သွားနေပါတယ်ငွေဆောင်ကမ်းခြေကိုသွားဖို့အတွက်မချူကမနက်4နာရီကနေထပြီးတော့အိမ်ကနေစထွက်တယ်9နာရီလောက်ဆိုလို့ရှိရင်အောင်ဆန်းကွင်းကနေပြီးတော့ကားကစထွက်ပြီးဂိတ်အစမလို့နဲ့တူတယ်လူတွေတောင်နေနေတယ်2နာရီလောက်ကားစီးပြီးတာနဲ့မနက်စာစားဖို့အတွက်ခဏနာရီဝက်လောက်ရက်ပေးတယ်မနက်စာကိုတော့လူတွေတအားကြိတ်ကြိတ်သုံးနေရနဲ့တငယ်ချင်း3ယောက်ပေါင်းမှသမင်းကြော်လေးတပွဲနဲ့ဒီအသားပေါင်းလေးနှစ်ခုဒီဟာလေးပဲစားဖြစ်ခဲ့တယ်နေ့လယ်7နာရီကျော်တာနဲ့မချူတို့တဲမဲဗီလာထဲကိုရောက်ပြီးရန်ကုန်ကနေငွေဆောင်ကမ်းခြေလာတာဘယ်နှစ်နာရီလာရလဲဆိုရင်9နာရီခွဲ10နာရီနီးပါတော့လာရတယ်ဒီကြားထဲမှာမနေ့စာစားဖို့တစ်ချိန်နေ့လယ်စာစားဖို့တစ်ချိန်ဆိုပြီးတော့နားချိန်2ချိန်ပေးသေးတယ်ပေါ့နော်9နာရီခွဲ10နာရီလောက်တော့လာရပါတယ်ငွေဆောင်ကမ်းခြေရဲ့ view တော့မတွေ့ရသေးဘူးဒီကုတန်လေးရှိတယ်မနက်စာကိုအဖြစ်တဘောပဲစားလာခဲ့ရတော့လေဘိုက်ကတော်တော်လေးစာနေတာကားထဲမှာကလေးကတငယ်ချင်း3ယောက်တိုင်ပင်ပြီးတော့နာမည်ကြီးနေတဲ့ချက်ပုတ်တစ်ခုကတည်ပြီးတော့အော်ဒါလမ်းပြီးတော့မာတာပေါ့နော်10နာရီကျော်ကျော်7တိတောင်မထိုးသေးဘူး10နာရီခွဲကျော်ကျော်လောက်ပဲရှိအောင်မယ်အဲ့ကလေးကမာတာမချူတော့က7နှစ်ခွဲလောက်ဆိုလို့ရှိရင်ဗီလာကိုရောက်ပြီးအဲ့ချိန်ထိစားမဲ့နေ့လည်စားမရောက်သေးဘူးတနာရီခွဲလောက်မှပဲရောက်တယ်ပေါ့နော်မာထားတဲ့ချက်ပုတ်ကအရတာကနာမည်ကြီးတလောက်အဲ့လောက်ထိသူ့အရတာကထိထိမိမိဖြစ်မနေဘူးဒါပေမဲ့ဘိုက်အရန်စာတာနဲ့အကုန်လုံးပြောင်းအောင်စားခဲ့လိုက်တယ်ပေါ့နော်ဟုတ်ဝိစကဝေးလုံးမှာဟုတ်တယ်အများဆုံးလူကဒီငါ့ကိုအေးအောင်ရှိပါတယ်ကဲလုံးမလို့0လေစားနားရ3ယောက်သားအခန်းထဲရောက်ချင်းမှာပဲကိုအိတ်မဲ့နေရလေးတွေကိုပေါ့နော်ဂိမ်းစော့ပြီးတော့ခွဲချမ်းရေးခွဲဝေရေးလုပ်နေတာပေါ့နော်အရင်ဆုံးပြီးတာနဲ့တရေသမောအိတ်လိုက်ပါသေးတယ်နန်းစီလေးဖြစ်ပါတယ်3နာရီခွဲ4နာရီလောက်မှပဲရေမိုးချိုးပြင်ဆင်ပြီးတော့ကမ်းခြေကိုစထွက်မှာပေါ့နော်ဗီလာကနေစင်စင်ပေးထားတဲ့တုတ်တုတ်လေးစီးပြီးတော့ကမ်းခြေကိုသွားနေပါတယ်ငွေဆောင်နဲ့ချောင်းတာမတူတာကလေချောင်းတာကသူကဆဆချင်းချောင်းတာကိုရောက်ပြီဆိုတဲ့ဒီဆိုင်းဘုတ်ပေါ့နော်အဲ့ဒီဟာလေးကိုကြော်ပြီးဆိုတာနဲ့ချောင်းတာကမ်းခြေမြင်နေရပြီအဲ့ feeling ကအရင်ပျော်ဖို့ကောင်းတယ်ငွေဆောင်မှာကကြောက်လေလမ်းမှာကလေးကငွေဆောင်ကမ်းခြေကိုမမြင်ရအောင်ဒီတိုင်းကမ်းခြေကိုတီးတက်ရောက်အောင်သွားမှပဲကမ်းခြေကိုမြင်ရတာအဲ့ feeling တော့ကွာတာပေါ့နော်ကမ်းခြေမှာပေါ့နော်တပ်ပုံအလှလေးတွေရိုက်ပေးတဲ့ကလေးလေးတွေရှိတယ်မချူတော့ရိုက်လိုက်သေးတယ်ဗီဒီယိုလေးတွေတပ်ပုံလေးတွေပေါ့နော်လက်ရကမထင်ထားဘူးတော်တော်လေးလှတယ်အခုတလောပေါ့နော်ကိုဘတော်ကိုတပ်ပုံရိုက်ရမှာကင်မရာရှိတ်မှာထွက်ရမှာနည်းနည်းလေး coffee နဲ့မရှိဘူးဖြစ်နေတယ်ပေါ့နော်မချူလိုမျိုးကင်မရာရှိတ်ထွက်ရမှာနည်းနည်းလေး coffee နဲ့မရှိဘူးဖြစ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီကလေးလေးတွေနဲ့ရိုက်ကြည့်တကယ်လက်ရကလှတယ်ပေါ့နော်လက်ပုံရိုက်ပေးခါကတော့ဈေးနှုန်းကတတ်မှတ်မထားဘူးကိုစေတနာရှိသလောက်ပေးလိုက်ရုံပဲပြောနေရအောင်
ငွေဆောင်ကန်းချေကိုရောက်တဲ့ပထမရက်ကတော့ကန်းဆက်နားမှာဗီဒီယိုလေးတွေရိုက်တယ်ဘလော့လေးတွေရိုက်တယ်ပေါ့ပိုအလားလေးတွေရိုက်ဖြစ်တယ်ပြီးတော့အုံးရိပ်ချိုချိုလေးတောက်ပြီးတော့ပဇွန်ကီလေးတွေစားဖြစ်ပါတယ်ငွေဆောင်ကန်းချေရဲ့နေဝင်စင်းစာအလားကိုလည်းတဝါကြီးကြီးခက်လိုက်တယ်ပထမရက်ကတော့ဒီဟာနဲ့တည်ပြီးသွားတယ်ပေါ့နော်ညစာကိုတော့တဲတဲ့ဗီလာထဲကပဲမာစားဖြစ်ပါတယ်။အရသာကချင်းငန်ဆက်လေးမစိုးဘူးစားလို့ကောင်းပါတယ်။မချူတော့တဲခဲ့တဲ့ဗီလာမှာဆိုလို့ရှိရင်ကျွေးတဲ့မနက်စာဆိုရင်လည်းသူယူတဲ့ဈေးနဲ့ဆိုရင်တန်တယ်မစိုးဘူး။ကောင်းတဲ့အချက်တွေရှိသလိုမကောင်းတဲ့အချက်တွေလည်းရှိတယ်ပေါ့နော်။ပြီးကြမှာဘယ်ဟာလေးတွေမကောင်းလဲဆိုတာပြောပြမယ်။ကန်းချေကိုရောက်တာဒုတိယရက်ကိုရောက်လာပြီးမနက်တပိုင်းကိုတော့မချူတို့နာနာနေနေပဲနေဖြစ်တယ်ဒီကျွန်းပေါ့နော်ကျွန်းခရီးစီကကြတော့ကုန်းပေါ်ကျွန်း3ခုရှိမယ်ရေပေါ်ကျွန်း3ခုရှိမယ်ရေပေါ်ကျွန်းကကြတော့မနက်ပိုင်းတစ်ခေါက်နေ့လယ်ပိုင်းတစ်ခေါက်ထွက်တယ်မနက်ပိုင်းကကြတော့မချူတို့မထနိုင်တာနဲ့နာနာနေနေလိုက်တယ်နေ့လယ်ဖဲထွက်တဲ့ package ကိုပဲဝယ်လိုက်တယ်ပေါ့နော်ရေပေါ်ကျွန်းကိုပဲသွားလိုက်တယ်ရေပေါ်ကျွန်းကကြတော့မချူတို့ဒီဘုတ်ပေါ့နော်ဘုတ်စီးတာကတယောက်ကို9000ကျတယ်ကျွန်း3ကျွန်းကိုလည်းပက်လို့ရမယ်ပေါ့နော်ကုန်းပေါ်ကျွန်းကကြတော့သူတုတ်နဲ့လိုက်ပုတ်ပေးရထင်တယ်တုတ်သစည်းလုံးမှာ9000ပဲကျတယ်ကုန်းပေါ်ကျွန်းကကြတော့ပို့ပြီးတော့တန်တယ်အရင်ဆုံးမချူတော့ငှက်ကျွန်းကိုသွားတယ်ငှက်ကျွန်းကိုသွားတာဘုတ်စီးရတော့တော်တော်လေးကြာတယ်တနိုင်နီးပါတော့ကြာသလားထင်ရတယ်နိုင်ရတိကြတော့မမက်မိတော့ဘူးပေါ့နော်ငှက်ကျွန်းကိုသွားဖို့ဆိုလို့ရှိရင်မချူတော့ဒီလေကထစ်လေးတွေလောက်ထားပေးတာရှိတယ်အဲ့ဒီကနေပြီးတော့တောင်ပြန်တက်ရတယ်တော်တော်လေးပင်ပန်းတယ်ဒီလိုမျိုးကန်းချိန်တွေကိုလာမယ်ကျွန်းခရင်စီတွေကိုလည်းပတ်မှတ်ဆိုလို့ရှိရင်အရေးကြီးတာကဖနက်ပေါ့နော်တတရှိတဲ့ဖနက်အဆင်ပြေတဲ့ဖနက်လေးပြင်ဆင်လာဖို့ကအရေးကြီးတယ်ငှက်ကျွန်းကိုတက်တာပေပန်းတလောက်ပေါ့နော်အပေါ်ကိုရောက်သွားပြီဆိုတာနဲ့ရှုပ်ခင်းတွေကအရန်ကိုတာရတယ်ပင်လယ်ရေတွေကလည်းကြီးတောက်နေရပဲအရန်ကိုလှတယ်ပင်ပန်းထားသမျှအကုန်လုံးပေါ့နော်ပင်လယ်ပြပြလေးကိုတွေးလိုက်တာနဲ့အမောကိုပြည်သွားရောပဲတကယ်အရန်လှတာအဲ့စင်းတော့မယ်ဒီမှာဒီကြောက်တွေကိုကြော်ဖြတ်ပြီးတော့အောက်ကိုဆင်းရမှာကြော်ဖြတ်ပြီးတော့အောက်ကိုဆင်းရမယ်ဒီဘက်ဆင်ပို့ ဒီဘက်ကိုဆင်းလက်ကျွန်းကဒီတိုင်းပဲပတ်တာဒီလားကဲပြန်ဆင်းနေပါပြီအောက်ကိုမဆင်ဘူးလေဒီတိုင်းအဲ့လေကြည့်ပဲကြည့်ရမှာလေဒီကျွန်းခရင်စီ package ထဲမှာဆိုလို့ရှိရင်သူတို့ဓာတ်ပုံအလားရိုက်ပေးတာလည်းပါတယ်ငှက်ကျွန်းကိုရောက်သွားရင်လည်းဓာတ်ပုံရိုက်ပေးတယ်ကျွန်းလျားရှည်မှာလည်းသူတို့ရိုက်ပေးတယ်ပေါ့နော်သူဟာလည်းသူအဆင်ပြေတယ်လှတယ်ဆိုပေမဲ့ကန်းဆန်နာကကလေးလေးတွေရိုက်ပေးတာတော့မလောက်ဘူးကျွန်းလျားရှည်ရောက်ပါပြီကဲကိုရီတောင်းရစီပါဟာမဲတူးနာပဲဟဲ့
ဘယ်ထူးညာပဲ ငှက်ကျွန်းကနေပြီးတော့လိတ်ကျွန်းကိုဖြတ်မယ်ဖြတ်ပြီးတော့ကျွန်းလျားရှည်ကိုရောက်သွားတယ်ကျွန်းလျားရှည်မှာမချိုးတို့ရေကစားတယ်ရေအောက်ဓာတ်ပုံလေးတွေရိုက်ပါတယ်ပြီးတာနဲ့မချိုးတို့ပြန်လာပြီပေါ့နော်ပြန်လာတာနဲ့မပြီးသေးဘူးဒီ package ထဲမှာက banana ပုတ်စီးရလဲပါသေးတယ်ကျွန်းလျားရှည်ကနေပြန်ရောက်ပြီဒါပေမဲ့ banana စီအောင်ပါ မဲကြုံနေပါပြီ ဒီဟာကငွေဆောင်ကန်းရှယ်ကနေဝယ်လာတဲ့အကင်လေးတွေပေါ့နော်အခုဒီဟာတွေ့ရတာကကျတော့မတ်တက်မာစီကနေပြီးတော့မာလာချက်ပုတ်တော်တော်လေးတန်တယ်ငွေဆောင်ကန်းချိန်ရောက်လို့ရှိရင်ချက်ပုတ်ကိုမတ်တက်မာချက်ပုတ်မှာစားကြည့် recommend ပေးတယ်ပေါ့နော်တကယ်အရသာလဲကောင်းတယ်တန်လဲတန်တယ်သူများစီမှာနှစ်ယောက်စာကို4000ခွဲဝန်းကျင်ပေါက်နေတဲ့အချိန်မှာသူ့စီမှာ3000ခွဲပဲအဲ့ဒီဟာကိုလူ3ယောက်ကောင်းကောင်းလေးဝလေးစားလို့ရတယ်ပိုးရှင်းလဲများတယ်ပေါ့နော်မချူတော့တဲတဲ့ဗီလာမှာကကြတော့သူယူတဲ့ဈေးနဲ့မနှက်စာလဲအဆင်ပြေတယ်နေရတာလဲအဆင်ပြေတယ်အဆင်မပြေတာကကြတော့ဒီစာဗီပိုင်းမှာအဆင်မပြေဘူးပေါ့နော်လူအရန်ကြနေလို့လားတော့မသိဘူးမချူတော့တတိထားမိတလောက်သူ့မှာဝန်ထမ်းအင်အားလေးတွေကနဲတယ်ပိတ်ရက်6ရက်ပိတ်ဆိုတော့လာလေတဲ့လူတွေအဲ့တွေကလည်းတအားများတော့သူတို့ပဲမနိုင်လို့လားတော့မသိဘူးပေါ့နော်ဈေးမှာပတ်နေတာပေါ့နော်ငွေဆောင်ကန်းချိန်မှာလာလဲတာခရီးစကဲဘယ်လောက်ကုန်လဲဆိုလို့ရှိရင်ဒီဟိုတယ်ခါအပါပေါ့နော်ကားအသွားအပြန်ပက်ကိတ်ကကြတော့တယောက်ကို3,900နဲ့မှ4,000လား8,000လားမသိအဲ့လောက်ကျတယ်ဒါပေမဲ့မချူတို့က2ယောက်ခန်းကိုမှ extra bed တစ်လုံးနဲ့ဆိုတော့3ယောက်ကိုပြန်စားလိုက်တော့တယောက်ကို3,600 4,000လောက်ပဲပြန်ကျတယ်ပြီးတော့မချူတို့ကတယောက်ကို2သိန်းလောက်စုပြီးတော့ဘုံငွေအနေနဲ့ထားတယ်အဲ့ဒီထဲကနေပဲမချူတို့ချက်ပုတ်မှာစားဖြစ်တယ်ကျွန်းခရင်စီသွားဖို့အတွက်ဘုတ်တွေစီးတာအကုန်ပါတယ်အဲ့ကနေပဲသုံးတယ်ပေါ့နော်ခရီးအစကနေအိမ်ပြန်တဲ့အထိလမ်းမှာစားစရာအကုန်ပါတယ်တယောက်2သိန်းထုတ်ထားတဲ့ငွေနဲ့လောက်လားဆိုတော့မလောက်ဘူးဒါပေမဲ့ဘလောက်မှတော့ထက်မဆိုင်ရတော့ဘူးတယောက်ကို19,500လောက်ပဲထက်ဆိုင်ရတယ်စုစုပေါင်းတယောက်ကိုဘလောက်ကြလဲဆိုလို့ရှိရင်3သိန်းခွဲကျော်4သိန်းနီးပါပေါ့နော်အဲ့ဒါကိုမှမချူကအိမ်အတွက်မှုတ်တွေပါတယ်ဝယ်တာနဲ့ဆိုတော့4သိန်းခွဲလောက်တော့ကျသွားတယ်မချူတော့ကငွေဆောင်ကိုညအိတ်3ရက်ခရီးသွားခဲ့တာပါဒီရက်နေ့လယ်တနာရီလောက်ဆိုရင်တော့ရန်ကုန်ပြန်မယ်မပြန်ခင်မနက်ခင်းတပိုင်းမှာဈေးတွေပါတယ်နည်းနည်းပပဝယ်ပြီးတော့ကန်းချေကိုဆင်းလိုက်သေးတယ်ကန်းချေကိုလာနှုတ်ဆက်တာပေါ့မပြန်ခင်လေးမှာအစင်မပြေမှုလေးတွေအနေချင်းရှိခဲ့ပေမဲ့တကယ်ပျော်ရွှင်ခဲ့ရတဲ့ငွေဆောင်ခင်းစီလေးပါ